အားလုံးပဲမင်္ဂလာပါ Yes Plan ကကြိုဆိုပါရစေ။ဒါနန်းကိုရောက်ဖြစ်ခဲ့တဲ့ Marble Mountain ကိုသွားလိမ့်မယ်လို့စဉ်းစားထားရင်တော့ကျူးတူးတန်ပကိုးတာကိုတော့အရောက်သွားတင်ပါတယ်။ဒီဘုရားကတော့ Marble Mountain ကိုသွားမယ်ဆိုရင် Marble Mountain ရဲ့နံပါတ်73နေရာမြောက်ပကိုးတာထဲမှာပါဝင်ပါပဲ။ဒီနေရာလေးကတော့တောင်ပေါ်မှာလည်းရှိတယ်။လမ်းပြင်တွေလည်းအများကြီးစိုက်ထားတဲ့အတွက်ကြောင့်မို့လို့ရောက်သွားလို့ရှိရင်အရန်အေးချမ်းပြီးတော့နေလို့အရန်ကောင်းပါတယ်။နေရာလှလှလေးတွေကိုမှဓာတ်ပုံရိုက်ချင်ကြတဲ့သူတွေအတွက်ကတော့အရန်ကောင်းပါတယ်။ဘုရားလည်းပူရင်ဓာတ်ပုံလည်းအများကြီးရိုက်လို့ရပါတယ်။ဒီဘုရားမှာဆိုရင်ဓာတ်ပုံရိုက်ဖို့အတွက် photo spot တွေအများကြီးရှိပါတယ်။အပင်တွေ၊ရှုခင်းတွေ၊တောင်တန်းတွေနဲ့အတူဓာတ်ပုံရိုက်နိုင်ပါတယ်။ပြီးတော့ဒီဘုရားမှာဆိုရင်နေဝင်ချိန်ကအရန်ကိုလှပါတယ်။ဘုရားလည်းပူရင်နေဝင်ချိန်ကိုလည်းခံစားလို့ရမှာပါ။ပြီးတော့ရိုးရာအရွယ်အစားအရကိုယ့်ရဲ့ကံကောင်းခြင်းမကောင်းခြင်းကိုပါကြည့်လို့ရပါတယ်။ဒီကံကြမ္မာရှေ့ဖြစ်ကိုကြည့်ရဲ့ဗီဒီယိုကတရုတ်ရိုးရာဗီဒီယိုနဲ့တူပါတယ်။ကိုကျသွားတဲ့ကံလိုက်ကိုယ့်ရဲ့လာမယ့်အနာဂတ်မှာကောင်းတာတွေဖြစ်မလားဆိုးတာတွေဖြစ်မလားဆိုတာကိုရှေ့ရပေးတဲ့ကတ်တွေမှာရွေးပြီးတော့ကြည့်နိုင်ပါတယ်။ဒီနေရာလေးကတော့အေဂျင့်စိတ်ငြိမ်သက်ပြီးတော့သဘာဝအလှတရားတွေပါခံစားနိုင်တဲ့အပြင်ကုသိုလ်ကောင်းမှုတွေရောဆုတောင်းခြင်းတွေပါပြုလုပ်နိုင်တဲ့နေရာဖြစ်တာမို့ဒါနန်းကိုရောက်ဖြစ်ခဲ့တော့ဒီနေရာလေးကိုသွားရောက်လည်ပတ်တဲ့ဆိုတာလေးကို share လုပ်ပေးလိုက်ပါတယ်။နောက်ဘလော့တွေကြိုင်ပြန်တွေ့ပါလို့ခင်ဗျာအားလုံးတက်တာပါ